အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ရွှေထမင်းလေးကိုထမင်းပေါင်းလေးနဲ့အလွယ်လုပ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်အရင်ဆုံးအိုးထဲကိုထညက်စိတ်သားထည့်လိုက်ပါမယ်ရှင်ပြီးရင်ရေစံချိန်ခွက်3ခွက်ထည့်ပြီးထညက်ခဲလေးပျော်လာတဲ့အထိကြိုထားပေးလိုက်ပါမယ်ရှင်စံချိန်ခွက်3ခွက်ကနိုးစီဘူးတစ်ပူးခွဲနဲ့ညီမျှပါရဲ့ရှင်တဲထားလိုက်တာအခုလိုထညက်ခဲလေးရေပျော်ပြီးပို့လိုက်ဆိုရင်ပကံတစ်လုံးလေးကိုစကားလေးနဲ့စစ်ပြီးထည့်လိုက်ပါမယ်ရှင်ပြီးရင်အိုးလေးကိုတညရေစိမ်ထားတဲ့ကောင်းချင်းစံနိုးစီဘူး3မှုထည့်လိုက်ပါမယ်ရှင်ရေစံချိန်ခွက်နဲ့4ခွက်ထည့်လိုက်ပါမယ်ရှင်ခုနကြိုထားတဲ့ထညက်ရေကိုလည်းစံချိန်ခွက်နဲ့3ခွက်ထည့်လိုက်ပါမယ်ရသားလေးပိုလေးသွားအောင်စားလက်ဖေးစွန်းနဲ့စွန်းထည့်လိုက်ပါမယ်ရှင်ပြီးရင်ကောင်းချင်းသားလေးလာအောင်စီထမင်းစားသုံးသုံးကိုလည်းထည့်ပေးလိုက်ပါမယ်ရှင်အားလုံးထည့်ပြီးသွားပြီဆိုရင်သမအောင်ဇွန်းလေးနဲ့မှုတ်ပေးလိုက်ပြီးတက်ပေးလိုက်ပါမယ်ရှင်တဲထားလိုက်တာခလုတ်လေးတက်သွားပြီဆိုရင်ကောင်းချင်းလေးနဲ့မနဲ့စမ်းကြည့်လိုက်ပါမယ်ရှင်ကောင်းချင်းလေးကနှပ်ပြီးမလို့ဖုံးလေးပိတ်ပြီးသူ့ပူချိန်လေးနဲ့နိုင်ဝက်လောက်နှထားပေးလိုက်ပါမယ်ရှင်နှထားတဲ့အချိန်မှာအေးခံမဲ့ဘန်းလေးကိုမကတ်အောင်စီလေးနဲ့တုပ်ထားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာအနက်မပါတဲ့နေကြစီတို့ဟင်းသီးဟင်းရက်စီတို့သုံးပေးရမှာဖြစ်ပါတယ်မိနစ်30ကြာပြီးတဲ့နောက်ထမင်းပေါင်းတဲ့ကောင်းချင်းလေးတွေကိုအေးခံမဲ့ဘန်းလေးကိုပြောင်းထည့်လိုက်ပါမယ်ရှင်ပြီးရင်တိတ်တိတ်လေးဖြစ်သွားအောင်ဇွန်းလေးနဲ့ညီညာညာလေးလိုက်ဖိပေးလိုက်ပါမယ်ရှင်တရားလေးညီပေးပြီးသွားပြီဆိုရင်အေးခံထားလိုက်ပါမယ်လုံးဝအေးပြီးခုလိုမမတင်းတင်းလေးဖြစ်သွားပြီဆိုရင်ကိုယ်စိတ်ရိုက်အတုံးလေးတွေလှိထားပေးလိုက်ပါမယ်ရှင်အခုဆိုရင်စားလိုက်ရင်အီးလေးနဲ့လုံးစံမပြတ်တဲ့ကောင်းချင်းဆွေတမင်းလေးရသွားပါပြီရှင်လောက်ရလွယ်ကူပြီးစားလို့ရန်ကောင်းတာမို့လိုက်လို့စားကြည့်ကြပါရှင်လမ်းဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြတဲ့တငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်